စမ်းရည်မူကလမ်းကြောင်ပြီးတော့ရုပ်ရှင်ရိုက်စရာမလိုကြောင်းအောင်စမြူကိုဆောင်ပြောလိုက်တဲ့ဇက်စရာအောင်ကျော်ထွန်းမင်္ဂလာပါပရိသတ်ကြီးတို့ရေစမ်းရည်မူကတခြားဇမင်းသားတွေလမ်းကြောင်ပြီးတော့ရုပ်ရှင်ရိုက်နေစရာမလိုကြောင်းပြောလာတာကတော့ဇက်စရာအောင်ကျော်ထွန်းပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့ဇက်သပင်လောကမှာကမိုးရင်းကာလာဆိုတာဇက်အဖို့တွေခိတ္တအနားယူတဲ့အချိန်မှာဒီလိုနာရဲ့ကာလာလေးမှာတော့နမီကြီးစမင်းသားတော်တော်များများဟာအနုပညာအလုပ်တွေကိုမပြတ်သွားအောင်ရဲ့ပရိသတ်နဲ့အဆက်အသွယ်မပြတ်အောင်ရဲ့ရုပ်ရှင်နဲ့ဗီဒီယိုကိုဇက်ကားတွေဘက်ကိုကူးပြောင်းပြီးတော့ရိုက်ကူးရေးတွေလုပ်လေ့ရှိကြပါတယ်အခုလက်ရှိမှာလည်းပရိသတ်တွေအခိုင်အမာရရှိထားတဲ့စမင်းသားအောင်စမြူဟာဒီအချိန်ကိုအကျိုးရှိရှိအသုံးချပြီးတော့မနာတဲ့ရုပ်ရှင်ရိုက်ကူးရေးတွေအထူးသဖြင့်သမားဝင်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်တရုပ်ဆောင်နေတာကိုအားလုံးအသိပဲဖြစ်ပါတယ်။ကိုအောင်ကျော်ထွန်းကသူ့ရဲ့တပည့်ဖြစ်သူမင်းသားစန်းရင်မိုးအနေနဲ့ဒီနေ့ထဲမှာရုပ်ရှင်ရိုက်ကူးဖို့လုံးဝအစီအစဉ်မရှိကြောင်းပြက်ပြက်သားပြောဆိုခဲ့ပါတယ်။ဒီလိုပြောတာကပြဿနာမဟုတ်ပေမဲ့လေသူသုံးနှုံသွားတဲ့စကားလုံးတွေကတော့ပရိသတ်ကိုဒေါသတွေထွက်စေခဲ့တာပါ။ကိုအောင်ကျော်ထွန်းကရုပ်ရှင်ကုမ္ပဏီဘက်ကကန့်လန်းလာတာတွေရှိပေမဲ့အာနာနာနဲ့ပဲညှိပယ်ခဲ့ရကြောင်းကိုပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စမ်းရင်မှုကတခြားသူတွေလိုရုပ်ရှင်ရိုက်ရမှာအောင်မြင်မဲ့မင်းသားမျိုးမဟုတ်ဘူးလို့ထက်သွင်းပြောကြားခဲ့ပါတော့တယ်။ဆက်လက်ပြီးတော့လဲဇမင်းသားတွေကဇမကရင်ဘာလုပ်နေရမလဲဆိုတဲ့မိကူးမျိုးကိုပါမီဒီယာတွေရှေ့မှာထုတ်မေးခဲ့တာဖြစ်ပါတယ်။ဒီစကားတွေဟာရိုးရိုးတန်တန်ညင်းပယ်တာတဲ့တခြားသူတယောက်ကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားစောင်းမြောင်းလိုက်တာလားဆိုတဲ့တန်တရားကိုဖြစ်စေခဲ့ပါတယ်။အထူးသဖြင့်အဲ့အင်တာဗျူးဖြေဆိုနေတဲ့အချိန်မှာတော့ရုပ်ရှင်ရိုက်ဖို့ပြင်ဆင်နေတဲ့မင်းသားအောင်စမြူကိုဘေးနားမှာရက်ခိုင်းထားပြီးမှအခုလိုပြောချလိုက်တာကပို့ပြီးတော့ရုပ်ဆိုးသွားစေပါတယ်။ဒီအင်တာဗျူးဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက်မှာတော့လူမှုကွန်ရက်ပေါ်မှာတော့မုံတိုင်းတစ်ခုလိုပဲကြရက်ရိုက်သွားခဲ့ပါတော့တယ်။အောင်စမြူပြည်သားများရဲ့တုတ်ပြန်မှုကတော့သူတို့ရဲ့အချစ်တော်မင်းသားကိုတမင်သက်သက်နှိမ့်ချပြောဆိုရဲဆိုပြီးတော့အကြီးကျယ်ဒေါသထွက်နေကြပါတော့တယ်။အောင်စမြူကသူ့ရဲ့အမှုပညာဝန်စာပြပါဖို့စူးစမ်းနေတာဖြစ်ပြီးတော့ဒီလိုပြောဆိုခံရတာမတရားဘူးလို့ရှုမြင်ကြပါတော့တယ်။တချို့ကလည်းဇက်စီယာတယောက်အနေနဲ့ကိုတပည့်ကိုမြောက်စားချင်တာနားလည်ပြီးလို့ရပေမဲ့တခြားအမှုပညာရှင်တွေကိုထိခိုက်စေမဲ့စကားလုံးတွေစောင်းမြောင်မှုတွေမပါဝင်သင့်ဘူးလို့လည်းဝေဖန်နေကြပါတယ်။စက်ရမိုးရဲ့အရေးချင်းတဲ့ရည်တည်ချက်ကိုပြောချင်းအောင်စမြူအပါဝင်တခြားရုပ်ရှင်ရိုက်ကူးနေတဲ့မင်းသားတွေကိုထိခိုက်စေမဲ့အသုံးအနှုန်းမျိုးတွေကိုရှောင်ကျဉ်သင့်ပါတယ်။အခုတော့အမှုပညာရှင်အချင်းချင်းကြားမှာသဘောထားကွဲလဲမှုတွေဖြစ်လာနိုင်သလိုပရိသတ်တွေကြားထဲမှာလည်းအုပ်စုကွဲပြီးတော့ပွဲဖြစ်လာနေပါပြီ။လက်ရှိမှာဆိုရင်တော့ပရိသတ်တော်တော်များများကဇက်စရာအောင်ကျော်ထွန်းကိုရုပ်ရှင်ရိုက်နေတဲ့မင်းသားတွေအပေါ်မှာပြန်လည်တောင်းပန်မှုတောင်းဆိုလှုပ်ရှားမှုတွေပါပြုလုပ်လာကြတာကိုတွေ့ရပါတယ်။ဟုတ်ကဲ့ပါရှင်အဆုံးထိကြည့်ရှုအားပေးနားဆင်နေကြတဲ့ပရိသတ်ကြီးကရောဇက်စရာအောင်ကျော်ထွန်းရဲ့ဒီလိုပြပြတသားပြောဆိုလိုက်တဲ့စကားအပေါ်မှာဘယ်လိုရှုမြင်ကြပါသလဲရှင်။ရုပ်ရှင်ရိုက်ကူးနေတဲ့အောင်စမြူကိုတမင်တက်တက်စောင်းမြောင်းလိုက်တာလို့မြင်ပါသလား။ဒါမှမဟုတ်စကားပြောမှပြီးတော့ချိုထွက်သွားတာလို့ထင်ကြပါသလားရှင်ပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုလည်းပြောသွားကြပါဦးနော်